ဒီနေ့နော်ဒီနေ့ grammar အစပိုင်းပေါ့နော်အစပိုင်းဆိုတော့ဟိုတယောက်တည်းပြောတာနဲ့အတူတူဆိုတော့အများလည်းသိသွားမယ်ဥပမာဆိုရင်400 500လောက်ပြီးသွားရင်တန်ဖိုးက400 500လောက်ပြီးဘုဒ္ဓတာရသွားမယ်လေအဲဒါကြောင့်ဒီနေ့ grammar ကိုရှင်းပြမယ်နော်အဲ့တော့ grammar ဆိုတာကမှန်ကန်တဲ့နေရာတွေမှာမှန်ကန်တဲ့စကားကိုထားတာကို grammar လို့ခေါ်တယ်နော်အဲ့တော့grammar ကဘယ်လိုဟာတွေရှိလို့ဆိုတော့နံပါတ်1က noun ဆိုတာနာမ်အမည်ဘုရားကိုနာမ်ခေါ်တာနံပါတ်2က pronoun နာမ်စားဒီနာမ်ရဲ့အစားသုံးတာကို pronoun နာမ်စားလို့ခေါ်တယ်ဥပမာဒီမှာညံ့ညလို့ပြောလိုက်ရင် noun သူမဒီလို့ပြောတော့နာမ်စားဖြစ်သွားတယ်ဒီနေရာမှာကြော်ဟင်းဆိုရင်တော့ noun ဟောသူဒီလို့ပြောရင် pronoun ဖြစ်သွားတယ်အဲ့တော့ noun ကတော့ရေးတွက်လို့ရတဲ့နာမ်ရေးတွက်လို့မရတဲ့နာမ်2မျိုးရှိတယ်pronoun ကတော့အနည်းလေးပဲ6မျိုးပဲရှိတယ် adjective ဆိုတာကလှသောဝါသောပိန်သောကောင်းသောမကောင်းသောတို့တွေမှန်များဒီ adjective ပဲအဲ့တော့ adjective ကတော့ကျက်နေကျက်နိုင်တယ်လို့ပေါ့ preposition ဆိုတာကဝိဘတ်ခေါ်တယ်ဝိဘတ်ဆိုတာဒီနာမ်ဒီနာမ်သားတွေရဲ့ရှေ့ရနေပြီးတော့ဆက်သွယ်မှုကိုဖော်ပြတာနော် preposition ဆိုတာရှေ့ရနေဆက်တဲ့စကားပဲသူကတော့အလုံး30လောက်ရှိတယ်အလုံး30လောက်ဆိုရင်10လုံးလောက်ဆိုရင်သိမှာလေအဲ့တော့ verb ဆိုတာကရိယာဆိုတာဒီ noun တွေ pronoun တွေဘာလုပ်တယ်လို့ဖော်ပြတာဒီကရိယာပဲအဲ့တော့ကရိယာကတော့အများကြီးရှိမယ်ဆိုတော့သူ့ကိုအဓိကထားပြီးပြောရမှာ adverb ဆိုတာကအမှန်တော့နာမ်နဲ့နာမ်သားမှတပါတခြားဝါသင်ကအစိတ်အပိုင်းတွေကိုအထူးပြုတာဒီ adverb သို့တော်လည်းလွယ်ပေါ်ပြောရင်တော့verb ကိုအထူးပြုတာဒီ adverb ပဲဒါကအလွယ်ဆုံးပြောပြတယ် conjunction ဆိုတာကစကားလုံးတွေနာမ်နာမ်သားနာမဝိသေသနာတွေဝါကြတွေအကုန်လုံးကိုနှစ်ခုကိုဆက်ပေးတာခါတရံ3ခုဒီဆက်တယ် conjunction ဆိုတာအဆက်စကားက2မျိုးရှိတယ် subordinate conjunction ရဲ့နော် coordinate conjunction ရဲ့လို့2မျိုးရှိတော့ subordinate conjunction ကတော့ဒီခုနှစ်ဒီနှစ်စနဒမှာသူကဇာတ်လိုက်တယ်နော် conjunction ထဲမှာဒီနှစ်စနဒမှာတော့ဖြင့်ဒီ conjunction ကိုအလေးထားပြီးသင်ရတယ် interjection ဆိုတာကအဩတဲ့ခါထိလာတဲ့ခါဝမ်းသာတဲ့ခါပြောတာအလိုတို့ဟောတော့လို့အဲ့ဒါတွေကတော့ interjection အာမေဒီစကားကတော့ဟိုဇာတ်ကားတွေရုပ်ရှင်တွေကာတွန်းတွေကြည့်တဲ့အခါမှပဲသုံးလို့ပေါ့နော်အဲ့တော့စတင်တဲ့ပုံကိုယ်လေးဆိုတော့အလွယ်လေးပြန်ပြောပြအောင်နော် noun ကနာမ် pronoun နာက adjective နာမဝိသေသနာ preposition ဆိုတာဝိဘတ် verb ဆိုတာကရိယာ adverb ဆိုတာကရိယာကိုထူးပြုတာ adverb conjunction ဆိုတာအဆက်စကား interjection ဆိုတာအမေရိအခုဒီလိုဝါသင်္က10ပါးလို့ခေါ်တယ်အဲ့ဒါတွေခွဲခြားသိပြန်မသိပဲနဲ့ကျက်တွေကျက်တယ်လို့စာတွေကိုအော်ဟစ်ပြီးတော့သင်နေတဲ့လူတွေကျက်နေတဲ့လူတွေအဲ့ဒါကအခြေခံမရှိဘူးအခြေခံမရှိတဲ့အခါကျတော့သူတို့ကကျက်တွေသင်ပြီးဆိုတော့ကျက်တွေတက်ပဲတက်ဒီလိုဝါကြတွေအထားသူတွေကိုသဘောပေါက်ပြီးဆိုရင်conjunctionတွေသဘောပေါက်ပြီးဆိုရင်ဝါကြတွေအရှိကြီးလို့ရတယ်သူကတိတ်ပြီးတော့မကျက်ရဘူးတိတ်မပင်ပန်းဘူးတိတ်မပင်ပန်းမဲနဲ့ပြောလို့ရတယ်ဆိုလို့ရတယ်ရေးလို့လည်းရတယ်ဒါတော့တကယ်ကြပါနော်ဒီတကနံပါတ်က verb ဆိုတာကရိယာက present tense ပိဿုပန်ကာလ past tense ဆိုတာအတိတ်ကာလဖြိုးခြားtense ဆိုတာအနာဂတ်ကာလဆိုပြီးတော့ကာလ3မျိုးထပ်ခွဲတယ်ဗမာလိုဆိုရင်ပိဿုပန်ကာလအတိတ်ကာလအနာဂတ်ကာလတခါဒီပိဿုပန်အတိတ်အနာဂတ်ရဲ့အောက်မှာဗမာပြည်မှာအသုံးအများဆုံးကရိယာ verb to be နံပါတ်1ဖြစ်ရှိကရိယာသူကဖြစ်တာနဲ့ရှိတာနဲ့ပေါ်ပြတာရှိတယ်ဆိုတော့သူကပိုင်ဆိုင်ပြီးရှိတာမဟုတ်ဘူး verb to be ရှိတယ်ဆိုတာဝတ္ထုပစ္စည်းတွေရဲ့ဒီနေရာကိုပြတာ verb to be လို့ခေါ်တယ် verb ဆိုတာက verb to be နဲ့ရေးတာတွေကိုပို့ပြီးတော့ချောမွေ့လာအောင်ကိုเจ้าကိုရွာအကြောင်းကိုမြို့အကြောင်းကိုခံရေးတာကို verb adjective verb ဆိုတာကနာမဝိသေသနာတွေကိုဒီရှိက verb to be နဲ့ပေါင်းလိုက်တဲ့အခါလာတော့လှပြီးဝါတော့ဝါပြီးဖြစ်သွားတာကို adjective verb ခေါ်တယ်ကိုမှရှိတယ်သူမှရှိတယ်
ပိုင်ခိုင်ကြောင်းပေါ်ပြတာကို verb to have လို့ခေါ်တယ်သူလည်းပဲအသုံးတအားဝင် verb to do ဆိုတာတွားမယ်လာမယ်စားမယ်တောက်မယ်ရောင်းမယ်ဝယ်မယ်အမျိုးမျိုးပေါ် action ကနေပြုလုပ်တဲ့ကရိယာအဲ့ဒါကို verb to do ခေါ်တယ်နောက်တစ်ခါ indefinite verb ဆိုတာရှိသေးတယ် indefinite verb ဆိုတာက model verb လို့လည်းခေါ်တယ်ဒီလို verb to do တွေနဲ့မဆိုင်တော့ဘူးသူကအခုခေတ်မှာအသုံးများတဲ့ကရိယာတွေကို indefinite verb တနည်း model verb ဆိုထပ်သုံးတယ်တခါဒီကရိယာတွေဒီပဲလေအတန်အားဖြင့်၄မျိုးထပ်လွဲသွားတယ် simple ဆိုတာကရိုးရိုး continuous ဆိုတာကဆက်လက် perfect ဆိုတာကပြီးပြီး perfect continuous ဆိုတာပြီးပြီးဆက်လက်ဆိုပြီးတော့ဟော၄မျိုးထပ်လွဲသွားတော့ဒီ present tense နဲ့မြောက်လိုက်ရင်၄မျိုး past tense နဲ့မြောက်လိုက်ရင်၄မျိုး future tense နဲ့မြောက်လိုက်ရင်၄မျိုးအဲ့လိုအားဖြင့်၄သုံးဒီ7နှစ်7နှစ်ကကရိယာနဲ့ကာလ12မျိုးလို့ခေါ်တယ်ဒါတော့မတွေ့တာကျွန်တော်ဆရာတခုတော့ရှင်းပြမယ်ဟောကြည့် present tense ပဲနော် present continuous ရ present perfect continuous ၄မျိုး past simple past continuous ရ past perfect continuous ၄မျိုး future simple future continuous ရ future perfect continuous ၄မျိုးအဲ့ဒါတင်းသက်7မျိုးခေါ်တယ်ခုခေတ်မှာကျတော့ verb to be going to one ဆိုထပ်တွဲအဲ့ဒါဘာလို့ဆိုတော့အမိုးပါတော့မယ်မိုးကမှာပြည်သားနေပြီအငယ်လုံးတော့မယ်လေးတိုက်တော့မယ်ဒီလိုပြည်သားတဲ့အခါ going to နဲ့ verb 1နဲ့တွဲသုံးတယ်အဲ့ဒါမျိုးကိုခုခေတ်မှာနေရာပြကြားကလည်း12တန်းဒီပါတယ်အဲ့ဒါပြီးတဲ့အခါကျတော့ healthy verb 24လုံးထပ်ခွဲတယ် healthy verb ဆိုတာတော့ကျောင်းသားတော်သိပါတယ်နော် shall show will go can go may might must နော် show ought to used to ဒါမျိုးတွေကိုပြောတာ healthy verb 24လို့ရှိတယ်သူကအတန်လေးစုံသွားအောင်လို့ပေါ့နော်အတန်လေးစုံသွားအောင်လို့အဲ့ဒါကိုတော့ခုခေတ်မှာ10တန်းလို့17တန်းလို့ညာဒီအကြောင်းအရာလေးတွေကိုအသေးစိတ်တင်တယ်အဲ့ဒါတွေပြီးသွားတော့မှဒီလိုကရိယာတွေနိုင်သွားပြီဆိုတော့ active passive ဆိုထပ်ခွဲတယ် active ဆိုတာကပြုလုပ်တဲ့ပုဂ္ဂိုလ်ကရှိရနေတာ active ခေါ်တယ် passive ဆိုတာပြုလုပ်ခြင်းခံရတဲ့ကံပုဂ္ဂကရှိရနေတာကို passive ခေါ်တယ်အဲ့ဒါအင်္ဂလိပ်လိုကတော့ active passive ဗမာလိုတော့ကတ္တရှိနေကံရှိနေလို့ခေါ်တယ်သူကကတ္တရှိနေကံရှိနေဆိုတော့ဒီရန်ကုန်အကြောင်းသားတွေသိဘူးရန်ကုန်အကြောင်းသားတွေကကတ္တရှိနေကံရှိနေဆိုတော့မသိဘူးဆရာရှင်းပြတယ်ပြုလုပ်တဲ့လူကရှင်းရနေတာ active နော် doer of the action is before the whole sentence that kind of verb is called a active အဲ့လိုပြောတော့နားလည်မလားတော့နားမလည် passive ဆိုတာက when the receiver of the action is before the whole sentence we say that is passive voice လို့ခေါ်တယ် voice က verb ပြုလုပ်တဲ့ဝါကြနဲ့ပြုလုပ်ခံရတဲ့ဝါကြဒါတိုင်းနဲ့ရတာတိုင်းဆိုတာကတော့အဲ့ဒီပြောတာကနေပြီးတော့တစ်ဆင့်ကပြန်ပြောတာကိုဒါတိုင်းအင်တာရိုက်လို့ခေါ်တယ်ဒါကတော့အတန်းတိုင်းမှာပါတယ်ပေါ့နော်အတန်းတိုင်းမှာကိုပါတယ်အဲ့ဒီဒါတိုင်းအင်တာရိုက်ကလည်းအသေးသေးကတော့သင်တော့မှပဲရမှာပေါ့အခုဟာမိတ်ဆက်တဲ့သဘောပဲရှိတာအခြေကြီးပြောလို့လည်းမရဘူးနောက်က participle ဆိုပြီးတော့ထပ်ခွဲတယ် participle က၃မျိုးရှိတယ် present participle past participle perfect participle present participle ဆိုတာနေတော့လို့ပဲ past participle ဆိုတာခဲ့တော့လို့ပဲ perfect participle ဆိုတာပြီးတော့လို့ပဲအဲ့ဒါ12တန်းဒီပါတယ်12တန်းမှာအခန်းလိုက်ပြီးသားပါနောက်က phrase နဲ့ clause ဆိုထပ်ခွဲတယ် phrase ဆိုတာကတော့ပုဒ်စု clause ဆိုတာဝါကြအပိုင်း phrase က၃မျိုးရှိတယ် noun phrase adjective phrase adverb phrase clause ကလည်း၃မျိုးရှိတယ် noun clause adjective clause အဲ့တော့ adverb clause ဆိုတော့ဆရာဘာပါလဲ phrase နဲ့ clause ဆိုတာ phrase ဆိုတာကပုဒ်စုဆိုတာ subject နဲ့ verb မပါဘူး phrase ဆိုတာ subject နဲ့ verb မပါဘူး clause ဆိုတာ subject လည်းပါတယ် verb လည်းပါတယ်အဲ့ဒါကို clause ခေါ်တယ်အဲ့တော့သူလည်းဒီတိုင်းပဲပေါ့ noun phrase noun clause adjective phrase adjective clause adverb phrase adverb clause ဆိုတော့အသေးစိတ်ကတော့ဒါတော့အသေးစိတ်ဆိုတာကတော့သင်မှပဲရမယ်လေအဲ့ဒါကြတော့အစိမ့်မြင့် grammar လောက်မှာပါသွားတယ်နော်
အဲ့တော့ဒီဟုတ်ချုံဆရာပြောနေတဲ့သဘောကသွားကြလာလာစားကြလာတောက်ကြလာအော်ကျက်နေပြီးတော့ကြက်တီဝေးကြက်တယ်လို့ကြက်မှစတတ်တာမဟုတ်ဘူးစတတ်တယ်ဆိုတာနောင်နေရဗတ်ဒီဗတ်နေရဗတ်ကလည်းတင့်ဆက်ကသူ့နေရာနဲ့သူသုံးတတ်မယ်ဝါကြစင်တတ်ပြီးဝါကြစင်တတ်ရင်ဝေါဟာရပဲကျက်ဝေါဟာရကျက်ခြင်းစကလုံးမှာပြောတတ်ပါတယ်စကားပြောတတ်တယ်ဆိုတာဂရမသဘောကိုနားလည်ပြီးတော့မှဝါကြစင်တတ်မှထူးဆန်းတဲ့စကလုံးတွေကိုကျက်အဲ့ဒါမှအပြောကိုကူအဲ့လိုမှမဟုတ်ဘဲနဲ့အပြောတွေကိုဆရာရှိရလိုက်တယ်ကျောင်းသားလိုက်ဆိုအဲ့ဒါတော့ဒီစနစ်ကြတယ်လို့ဆရာတော့မထင်ဘူးเนาะမတရားဘူးမပြောဘူးเนาะသင်လို့ရဆရာအနေနဲ့မကြိုက်တာလို့တာဟမ်အဲ့ဒါမနေ့ကျောင်းသားတကယ်ရှိတဲ့ကျောင်းသားတယောက်တည်းရဲ့အဲ့ဒီတယောက်တည်းကိုသင်လိုက်ခြင်းတယောက်တည်းပဲသိမှာမဟုတ်လို့အားလုံးသိအောင်လို့ဆရာဒါကိုတစ်တော့မှ share ပေးမှာပေါ့เนาะအဲ့တော့ထုံးစံတိုင်းပဲကျောင်းသားဟောင်းတွေကျောင်းသားသစ်တွေကလိုက်ကြ share လေးလုပ်ပြီးတော့အားလုံးသိအောင်လုပ်ပေးပါဒီသင်တန်းကတော့ဇူလိုင်လလောက်မှပဲဒီသင်တန်းရှိပါလိမ့်မယ်နော်အားလုံးနော်နှုတ်ဆက်ပါတယ်